animation try ကပဲရောက်နော်ဒီမှာတက်ပြီဟဲ့ဒီ skin ကလေ free skin ပြောတာနော်ဒီ entrance animation လေးကတော့မစိုးဆိုတာတော်တော်လေးကိုသဘောကျတယ်မှာပါတယ်ဒါပေမဲ့တခုမကြိုက်တာတခုရှိရဲ့နောက်က background ကိုမကြိုက်တာကဲဟိုဘက်ကအဲ့ဘင်းရဟဲ့ပွဲနေပါလာတာငါကင်နေတာ room ဆိုတော့ငါရဲ့တာဝန်ဝတ္တရားတွေကအရန်ကြီးမလိုက်တာဟဲ့ငါဘယ်ကိုသွားမှာလာနောက်ထုတ်ပြီဟဲ့ငါမျက်စိရှိမှတော့ငါအချိုးမပြေတဲ့ဟာကိုလိုက်ထုတ်မှာပဲ Beatrice နဲ့ Flora ဘဝကမတို့ကိုပြောင်းကျမတို့ဖန်တီးနေပါရဲ့ရှာ Flora ဖေးပေါ်နေပါလေငါဆိုရင်ဘယ်ငါဖြစ်မှမကြိုက်ဘူးနော်နင်ငါဆိုရင်ပို့ဆိုးတယ်နင်ငါရငရှင်လားမသိဘူးကျမဟိုဘက်ကငါလိုက်လောက်နေတယ်ပြစ်ပြ Hello စနလမ bitch ဖုံးမှာroom ကိုင်းနေဆိုတာတင်ချာ room မိတာရယ်နော်ကိုဘက်ကဘတ်တော်သားတွေကိုကေးလူမဟုတ်ဘူးနော်တိဖို့ကျမတို့တစ်ဖွဲ့လုံး BF ကြီးကိုတွားနိုင်ပြီဟဲ့ BF ကိုနိုင်ကြစမ်းသူပါပေါ့လာပြီးကြားတယ်လာခိုးနေဟဲ့ငါတကောင်လွတ်သွားသေးတယ်တော်သေးတယ်ကျန်ငါကာချလိုက်လို့မဟုတ်လို့ရှင်အကောင်ကြားတယ်ရတယ်ကဲငါဝင်မယ်အဲ့ဘက်တဲ့ကိုငါဖွင့်မိမယ်ရောငါဖွင့်ချလိုက်ပြီဘက်တဲ့ကိုနင်တို့ရေကဲဖူးမယ်ပြောင်းပြန်ကာလိုက်ပြီမောင်ကြီးပြန်ပါမယ်မောင်ကြီးသိပြီးညလုံးသိပြီးမရှော့ပြီးပဲညလုံးကဲကျမထုပြီနော်ကျမထုတဲ့အချိန်ရှိပါကျမထုတာပါစမ်းရောက်မိနေမှာသိပြီးပြန်ရယူဟေးဟိုဘက်က BF ဒီ line နဲ့နေပြောစရာရဲခလာလေးငါ့ကိုထုပေးမယ်ရော့ထုလို့မရရပြီထုလို့ရပြီလာလောက်တာအဒီမိတ်နဲ့တုံးလိုက်တော့ငါမရတော့တော့ပြန်ပြေးပြီနေဟာကြော်နေပြီဖြစ်ရတော့ညောငါသိဝင်ထုပြီဟဲ့လာတာငါတရားဆုံးနာလို့တတ်ပေးပါနော်โอเคနေဝင်လာလိုက်ပြန်ထွက်လိုက်ရင်ကိုကြားနဲ့ထက်ဆိုင်ဒါကိုလက်ခံထားတာငါလူမိုင်းနေကျင်လာလိုက်ပြန်တက်လိုက်ရင်ကိုသွားနဲ့ထက်ကိုင်းဒါကိုလက်ခံထားတာငါလူမိုင်းဟာယာသစ္စာရှိသူတိုင်းအတွက်ကမြဲရင်ဖောက်ပြန်တဲ့သူတိုင်းအတွက်ကပျော်ရွှင်မှုဒါကိုလက်မခံခြင်းဘူးတရားမများကြပါဘူးမတော်တဆယောက်ကလာမေးပြခဲ့ရင်မင်းနဲ့အကြောင်းတွေမပြောပြခြင်းဘူးကဲလို့မြတ်ယောက်ကလာမေးပြခဲ့ရင်မင်းနဲ့အကြောင်းတွေမပြောပြခြင်းဘူးငါဘယ်လိုဖြစ်ရမလဲအပြေကမင်းစီမငါမသိပါကွာငါဘယ်လိုဖြစ်ရမလဲအပြေကမင်းစီမအချစ်ရမကြခင်မှာ promo တိုင်းမို့ event ညာအင်ဂိမ်းတွေကိုရောက်ရှိလို့လာတော့မှာဖြစ်ပါတယ်။အောက်တိုဘာ20ရက်နေ့ကနေပြီးတော့နိုဝင်ဘာ17ရက်နေ့အတွင်းမှာတော့ promo တိုင်းမို့ event လာမှာပဲဖြစ်ပါတယ်။10လပိုင်း20ရက်ကနေပြီးတော့25ရက်နေ့အတွင်းမှာတော့ promo တိုင်းမို့ event ကို follow လုပ်ရုံနဲ့ promo တိုင်းမို့15လုံးကိုအခမဲ့ရရှိမှာဖြစ်ပါတယ်။10လပိုင်း25ရက်နေပြီးတော့17လပိုင်း10ရက်နေ့အတွင်းမှာတော့ promo တိုင်းမို့ carnival event ကနေပြီးတော့ promo တိုင်းမို့စုစုပေါင်း885လုံးထိအခမဲ့ရရှိမှာဖြစ်ပါတယ်။17လပိုင်း9ရက်နေ့မှာ promo carnival ပတ်မှာလဲ login ဝင်လိုက်ရုံနဲ့ promo တိုင်းမို့16လုံးကနေပြီးတော့1113လုံးအထိကန်ထူးနိုင်မှာပဲဖြစ်ပါတယ်17လပိုင်း9ရက်နေပြီးတော့17လပိုင်း17ရက်နေ့အတွင်းမှာတော့ Nexus C Premium Supply ကနေလဲ promo time မို့800အထိကိုရရှိနိုင်မှာပဲဖြစ်ပါတယ်ရရှိလာတဲ့ promo time မို့တွေကိုဒီ17လပိုင်း9ရက်နေပြီးတော့ပေါ့နော်17လပိုင်း15ရက်နေ့အတွင်းမှာ Double 11 Mega Sale Event နဲ့လေလာနဲ့တားမှုတို့ရဲ့ဒီ Nexus C ဆိုတဲ့ event ကြီးမှာလဲတွားပြီးတော့အသုံးပြုနိုင်ပါသေးရဲ့နော်